Mardi socket ကွာ Mardi socket ကဒီမှာ app ပုံစံလေးပြတာ app ထည့်ရမယ်ဒီမှာ and ထည့်တော့ neutral ထည့်ပေါ့နော်ဒီမှာ line ထည့်ပေါ့ live ထည့်ပေါ့အဲ့တော့ဒီကောင်က socket က 60MB อ่ะနော်ဒါကဘာ brand လဲဆို Sony brand ခုနကမှနောက်ပိုင်းညတင်ပါနောက်ပိုင်းညတင်မဲ့ brand အဲ့တော့မီးစရာတွေကတချို့မီးစရာတွေသိတယ်ဒီဘက်မှာ tester နဲ့ထောက်လိုက်ပေါ့tester နဲ့ထောက်လိုက်လို့ရှိရင်မီးလေးလင်းနော်အဲ့တော့ဒီဘက်က live နော် live ဆိုတော့တချို့က neutral နဲ့ live နဲ့မှားပြီးထည့်တယ်ဒီဘက် neutral ဖြစ်သွားပြီက live ဖြစ်သွားတယ်ပေါ့နော်ဒီမှာကျတော့အကတော့သူတို့မလွဲခဲ့တယ်ဒီမှာလေးလွဲတာရှိတယ်အဲ့လွဲတော့ဘာဖြစ်မလဲဆိုတော့ခါကြလို့ရှိရင်တချို့ကျက်စစ်ပစ္စည်းတွေကျတော့ဓာတ်လိုက်တာတော့ဖြစ်တတ်တယ်ပေါ့နော်ဒါလို့အမထည့်ဘူးအဲ့တော့မာရီဆော့ကတ်မှာတချို့မီးစာတွေကအမထည့်ဘူးမီးချိုးကုန်တက်တာလို့ဆိုမာရီဆော့ကတ်ကိုတူပင်ပုံစံလို့တော်ခဲ့တယ်အဲ့တော့မာရီဆော့ကတ်မှာဒီမှာအကသူကထည့်ကိုထည့်ရအဲ့ထည့်ခြင်းက safety ပေါ့လူတွေကဓာတ်လိုက်မယ်အခုဖြစ်တယ်ဆိုရင်ဒီအခံထားတယ်ဆိုရင်လျှက်စီးကအကိုစီးသွားတယ်လူတိုင်းရမစီးမှာတော့အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကတခုတော့ကင်ပြီးရဆိုရင်လျှက်စီးကကိုဂျားကန်လေးနဲ့သုံးရလိမ့်မယ်ဘယ်လိုသုံးရလဲဆိုတော့ဒီကနေလူခန္ဓာကိုယ်ရဲ့ဝင်မယ်ပြီးသွားလို့မြေကြီးအောက်ကိုပြန်မြေကြီးနဲ့ကိုထိထားရတယ်ဆိုရင်အကြနေတယ်ဆိုအဲ့ဒါနေစီးသွားမှာအဲ့တော့ဒီအရှိနေခြင်းအပြင်သူကဒီလူရဲ့ safety ကိုကာကွယ်ပေးရတယ်အဲ့တော့ဒီ socket tester နဲ့စမ်းပါနော်အဲ့တော့ဒါကအလွယ်စမ်းနေ tester နဲ့ထောက်စမ်းတာအလွယ်စမ်းနေဒီဘက်က live ဒီဘက်က neutral နော်နောက်ပြီးတော့ multimeter နဲ့လည်းထောက်စမ်းလို့ရတယ်နော်ဒီကောင်တွေကတစင်လာတာမှန်တာအဲ့ဒါ multimeter နဲ့ထောက်မစမ်းမယ်နဲ့ဒီကောင်နဲ့စမ်းကြည့်အလွယ်စမ်းတာနော်အဲ့ဒါဆိုရင်ဒီကောင်က correct ပေါ့ correct ကဒီမျိုးနှလုံးနင်းတယ်ဒီစိတ်နှလုံးနင်းတယ်ဆိုရင်မှန်တယ်neutral ဒီဘက်က neutral က live ကapp ကတွေ့ထားတာအကုန်မှန်တယ် connection လည်းရှိရဆိုတဲ့ဟာကိုပြတယ်နော်အဲ့တော့တချို့အိမ်တွေမှာလိုမာရီ socket ကိုဒီ tester နဲ့သွားဆန်းနေဆိုရင်အမှ app ပါလားမပါဘူးလား app ကပြုတ်နေတာဒါမှမဟုတ် neutral ပြုတ်နေတာ face ကလုံးမလုပ်ဘူးလားအဲ့ဒါဒီကောင်နဲ့ထိုးစမ်းလို့ရတယ်နော်အဲ့တော့ loss ကအစိမ်းနှလုံးနဲ့ correct နော် pass တော့အဲ့တော့ဒုတိယဥစ္စာ missing app ဆိုတာ app ပြုတ်နေတာပေါ့နော် app ပြုတ်နေတယ်ဆိုတော့ app ဖြုတ်လိုက်နော်အဲ့နေရာမှာအကျိုးဖြုတ်လိုက်ပြီးတော့ clock ကိုဖွင့်ကြည့်အဲ့တော့တစ်လုံးပြတယ်အဲ့တစ်လုံးပြနေဆိုတော့ missing app မရှိဘူးဒီမှာလည်း app ဖြုတ်ထားတယ်နော်နောက်တစ်ခုကဘာဆမ်းမလဲဆိုတော့ live app reverse ဆိုတာပြောင်းမြန်ဆိုတာကဒီ line နဲ့ဒီကောင်နဲ့ကိုပြောင်းမြန်ထည့်ကြည့်မယ်။နောက်ပြောင်းမြန်ဖြစ်နေတာဆိုတော့ပြောင်းမြန်ထည့်ကြည့်မယ်။ဒီ app ကိုဒီမှာထားပြီးတော့ live ကိုဒီကောင်ပြန်ထားကြည့်မယ်။အဲ့တော့ဒီမီလုံးလေးလင်းနေတာမလင်းနေတာတစ်ချက်ဆက်ကြည့်မယ်။အဲ့တော့အခုဘာလုပ်လိုက်လဲဆိုတော့ app ကို live နေရာမှာနော် face နေရာမှာထားလိုက်တယ်။ပြီးတော့လို့ရှိရင်ဒီ face ကိုပေါ့နော် live ကိုအမှထားလိုက်တယ်ပြောင်းမှန်တက်လိုက်တယ်ပြောင်းမှန်တက်မိသွားတယ်ပေါ့နော်ပုံစံတက်မိသွားတယ်ဆိုရင်ခလုတ်မဖွင့်ခင်မှာဒီခလုတ်မဖွင့်ခင်မှာမီးလုံးတစ်လုံးလင်းတယ်နောက်မှာအစိမ်းလည်းလင်းတယ်အနီလည်းလင်းတယ်နောက်ခလုတ်ဖွင့်ကြည့်လိုက်ခလုတ်ဖွင့်ကြည့်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့သူပြောတဲ့ခုနကနောက်မှာဖြစ်ပြနေတဲ့အတိုင်းပဲဒီမှာအစိမ်းနဲ့အနီနဲ့လင်းနေတယ်ပြောလို့ရှိရင် live at reverse ဆိုပြီးတော့ပြရတယ်ပြောင်းမှန်ဖြစ်နေဆိုတဲ့ဟာပြတယ်နော်နောက်တစ်ခုကြတော့ဘာဖြစ်လဲဆိုတော့ left neutral reverse ဆိုတာဒီဥစ္စာကဖြစ်တောင်ဖြစ်ခဲ့တဲ့အကျိုးကိုဒီမှာမှားပြီးတော့တက်တာဖြစ်တောင်ဖြစ်ခဲ့တယ်မှားလိမှားတာရှိတာကဒီ face နဲ့ neutral နဲ့ကိုမှားပြီးတော့တက်တာဒီ case ကအများဆုံးပဲအဲ့တော့မှားပြီးတက်ကြတယ်ဆိုတော့ဒါကိုတစ်ချက်ကြည့်ကြည့်မယ်အဲ့တော့ဘယ်လိုလုပ်လိုက်လဲဆိုတော့ neutral ပေါ့နော် neutral ကို live နေရာမှာထားလိုက်တယ် line နေရာမှာထားလိုက်တယ် line ကို neutral နေရာမှာထားလိုက်တယ်ပြောင်းပြန်ထားလိုက်တယ် live နော်အဲ့တော့ face ကဒီရောက်လာတယ် neutral နေရာရောက်လာတယ် neutral ကျိုးက face နေရာရောက်သွားတယ်ပြောင်းပြန်တက်ကြည့်လိုက်တယ်ပြောင်းပြန်တက်ကြည့်လိုက်တော့ဘာဖြစ်မလဲဆိုတော့ဒါခလုတ်ဖွ
ဖွင့်တဲ့အနေထားပေါ့ခလုတ်ဖွင့်လိုက်တဲ့အနေထားမှာ socket tester ထိုးလိုက်တာနဲ့မီးသုံးလုံးလင်းတယ်အဲ့ဒါကိုခလုတ်ဖွင့်ကြည့်လိုက်မယ်အဲ့တော့ဒီမှာဒီပြတဲ့အတိုင်းပဲအစိမ်းတစ်လုံးလင်းတယ်အနီတစ်လုံးလင်းတယ်နော်အဲ့တော့ live နဲ့ neutral နဲ့က reverse ဖြစ်နေတာနော်ပြောင်းပြန်ဖြစ်နေတာအဲ့တော့ neutral နဲ့ phase ပြောင်းပြန်ဖြစ်နေတာဒီပုံစံนั้นပြတယ်နော်နောက်တစ်ခုကကြတော့အကျိုးကတော့ဒီမှာတော့သူ့ဉာဏ်နဲ့သူထားပြီးသားပေါ့နော်ဘိုးကဒီဘက်ပြောင်းပြန်ဖြစ်နေတယ်နောက်တစ်ခုက missing neutral နော် missing neutral ဆိုတာ neutral ကိုဖြုတ်ပြရမှာဖြုတ်လိုက်အောင်နော် neutral ကိုမီးမလာဘူးပေါ့တချို့ neutral မီးပြောင်းနေတဲ့ဟာပေါ့အဲ့တော့တစ်ချက်စမ်းကြည့်အဲ့တော့ဒါက close ပိတ်ထားတဲ့အနေထား neutral ကျိုးကိုဖြုတ်ထားတယ်အဲ့ neutral ကိုဖြုတ်ထားတယ်ဒီမှာ neutral ကမရှိဘူး live ကရှိတယ်သူ့ဉာဏ်နဲ့သူတက်ထားတယ်အကျိုးလည်းသူ့ဉာဏ်နဲ့သူတက်ထားတယ်face ရှိတယ်အရှိတယ် neutral ကပြုတ်နေတယ်အဲ့ဆိုရင်စမ်းကြည့်အဲ့တော့ဒီမှာမတူတာလေးတစ်ခုကဒီမှာအစိမ်းပြတယ် amazing neutral ပြနေတယ်အဲဒီမှာကျတော့အနီအောင်လင်းနေတယ်ပေါ့နော်အဲ့တော့ဘာဖြစ်နေလဲဆိုတော့ live f reverse နဲ့ပေါ့နော်အဲ့နဲ့ဥစ္စာနဲ့တွားတူနေတယ်ဖြောင်းမှန်ဖြစ်နေတယ်ဆိုတော့တွားတူနေတယ်ဒီဥစ္စာကိုအဲ့တော့ဒီနေရာမှာတော့နည်းနည်းလွဲနေတာရှိတယ် amazing neutral ဖြစ်နေတာအဲ့တော့ဒီမှာက neutral ဖြုတ်ထားတယ်နော် neutral ဖြုတ်ထားတယ်တကယ်ဆိုမီလုံးအစိမ်းအောင်တစ်လုံးနဲ့လင်းရမှာဒီမှာအနီအောင်တစ်လုံးမှာလင်းနေပါနော်အဲ့တော့ဒီဟာက unity နောက်တစ်ခုနဲ့စမ်းကြည့်မယ်နောက်တစ်ခုနဲ့စမ်းကြည့်မယ်နောက်တစ်ခုနဲ့စမ်းကြည့်ရတဲ့ဒီမှာ तू ကဒီလိုမျိုးပြနေ line နဲ့ ground နဲ့ reverse ဆိုပြီးတော့တကယ်ဆို तू လည်းမီးတစ်လုံးပဲလင်းရမှာပေါ့နော်ဒီမှာ open neutral ဆိုပြီးတော့အတူတူပဲပြတာချင်းတော့မှန်သွားပြီဒီမှာတော့ face တွေ neutral တွေ ground တွေသူ့နေရာနဲ့သူတက်လာပြီနော် like ကိုအဲ့တော့မှန်တဲ့အနေထားမှာဒီလုံးနှလုံးနဲ့နော်ဒီမှာလည်းဒီလုံးနှလုံးနဲ့နော်ဒါဆို correct ပေါ့နော်အဲ့တော့တချို့မီးစရာတွေကဒီ multi socket သုံးတယ်ဒါပေမဲ့အမထည့်ခဲ့ဘူးအကျိုးလည်းမတွေ့ခဲ့ဘူးအဲ့တော့ multi socket ရွေချက်ကအဓိကတော့ဒီ3 pin တက်စစ်ပစ္စည်းတွေအတွက်ပေါ့3 pin တက်စစ်ပစ္စည်းမှာဒီထိပ်ဆုံးပင်က app ဆိုတော့တက်စစ်ပစ္စည်းတွေမှာဒီ app ကိုသူ့ရဲ့လျှက်စစ်တန်တယ်ပစ္စည်းနဲ့ body app ချထားတယ် body ချထားတယ်ဒါပေမဲ့ဒီဘက်မှာအကျိုးမတွေ့ခဲ့ဘူးဆိုရင်ဒီ multi socket ရွေချက်ကအလကားပဲသူက face နဲ့ neutral ပဲသုံးရတယ်အကျိုးမထည့်ဒီအကျိုးထည့်လိုက်ခြင်းအပြင်ဒီမှာကိုယ့်ရဲ့လျှက်စစ်ပစ္စည်းက3 pin socket နဲ့လာတယ်ဆိုရင်ဒီ app ကလျှက်စစ်ပစ္စည်းရဲ့တန်တဲ့ကိုယ်တွေသွားချိတ်ထားမယ်တကယ်လို့တန်တဲ့ကိုယ်တွေမှာဒီ line ပေါ့နော်သွားပြီးတော့ body app ကျသွားတယ် live ကသွားကျိုးပေါက်ပြီးတော့ထိသွားတယ်ကြောက်ကြိုက်တာပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့သွားပြီးထိတယ်ဆိုရင်ကိုကလျှက်စစ်ပစ္စည်းကိုသွားကန်လို့ရှင်ဓာတ်လိုက်ပါအဲ့လိုမျိုးဓာတ်လိုက်တာကိုကာကွယ်အောင်လို့ဆိုပြီး app ကဒီ body နဲ့ပြန်ချိတ်ထားတယ် line အားနေအောင်ဒီ3 pin socket တွေသုံးတာအဲ့တော့အက3 pin socket မှာမဖြစ်မနေထည့်ထားတယ်အဲ့အကိုအိမ်တီဆောက်တဲ့အခါမှာမီးစရာနဲ့တိုင်ပြီးတော့ဒီအကျိုးကိုထည့်မှာလားမေးရမှာပေါ့နော်တကယ်လို့သူကမပါဘူးဆိုတော့ဒီကိုယ့်ရဲ့ quotation ကိုသူနဲ့ agreement ယူထားတဲ့ဟာပြန်ပြီးတော့ဒီအကျိုးတော့ထည့်ပေးပါအဲ့ရပေးပါဆိုပြီးတော့သူဓာတ်လိုက်ဖို့ကောက်ရဖို့ဒီအကောင်ဖြစ်မနေထည့်ရမှာ